မှတ်မိကြသေးလားဗျကျွန်တော်တို့အသက်10နှစ်လောက်တုန်းကနွေရာသီကျောင်းပိတ်ရ2လ3လဆိုတာအဆုံးမရှိသလိုပဲမနက်ကနေညအထိဆော့လို့မကုန်ဘူးမွေးနေ့တစ်ရက်ရောက်ဖို့ဆိုရင်လည်းတော်တော်ကြာရလို့ထင်ခဲ့ရတယ်ဒါပေမဲ့အခုကျတော့တင်းလာနေလို့ထင်နေတော့ဟောတောက်ကြနေရဖြစ်နေပြီနယူးရီးယားပြီးတာမကြသေးဘူးလို့ထင်နေတော့နောက်တစ်နှစ်တစ်ခုကရောက်လာပြန်တယ်တစ်နှစ်ဆိုတာမျက်တောင်တစ်ခါအတွင်းကုန်သွားသလိုပဲဒါဆိုအချင်းကတကယ်ပဲပုံမြန်လာတာလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့အုံနောက်ကပဲအဲ့ဒီလိုခံစားစီတာလားသိပ္ပံပညာရှင်တွေပြောတဲ့စိတ်ဝင်စားစရာကောင်းတာတစ်ခုရှိတယ်အချိန်ကဘယ်တော့မှမြန်မလာဘူးတဲ့တစ်မိနစ်ကအရင်တုန်းကလည်းစက္ကန့်60အခုလည်းစက္ကန့်60ပဲပြောင်းလဲသွားတာကအချိန်မဟုတ်ကျွန်တော်တို့ရဲ့အုံနောက်ပဲကလေးဘဝကိုပြန်စဉ်းစားကြည့်ရအောင်ပထမဆုံးစပိန်စီးရဲ့နေ့ပထမဆုံးကြောင်းတက်တဲ့နေ့ပထမဆုံးခရီးသွားတဲ့နေ့အရာအလုံးကအသစ်တွေနေ့တိုင်းမှာမတွေ့ဘူးတဲ့အရာတွေမသိသေးတဲ့အရာတွေအတွေ့အကြုံအသစ်တွေအဲ့ဒီလိုအသစ်တွေများတဲ့အတွက်အုံနောက်ကအမှတ်တရတွေအများကြီးကိုတင်ဆက်ထားတယ်ဒါကြောင့်အခုချိန်ပြန်စဉ်းစားလိုက်ရင်ကလေးဘဝကအရင်အရှိလျားခဲ့တယ်လို့ခံစားနေရတာပါဒါပေမဲ့အသက်တွေကြီးလာကြတဲ့အခါဘဝကတဖြည်းဖြည်းနဲ့ routine ဖြစ်လာတယ်မနက်ထအလုပ်သွားအိမ်ပြန်ဖုန်းကြည့်အဲ့လိုနဲ့နောက်တစ်နေ့ရောက်ထပ်တူပဲနောက်တစ်နေ့ဒါတွေပဲအုံနောက်အတွက်တော့ဒီနေ့နဲ့မနေ့ကကွာခြားတာတိတ်မရှိတော့သလိုဖြစ်သွားတယ်အဲ့ဒီလိုနဲ့အမှတ်တရအသစ်တွေနဲ့လာပြီးတော့ပြန်စဉ်းစားတဲ့အခါဒီနှစ်ဘာတွေလုပ်ခဲ့တာလဲလို့မေးအဖြေထွက်ဖို့ခက်လာတယ်ဒါကြောင့်အချိန်ကပုံမြန်သွားသလိုခံစားနေရတာပါဒါဆိုအချိန်မြန်သွားတာကကြောက်စရာလားဆိုတော့မဟုတ်ပါဘူးကြောက်စရာကကိုယ့်ဘဝကိုတတိမထားမိပဲဖြတ်တန်းသွားမိနေမှာပါတစ်နှစ်ကုန်သွားပြီးတော့ဒီနေ့ငါတကယ်ဘာတွေလုပ်ဖြစ်ခဲ့တယ်လို့ကိုမေးရတဲ့အချိန်အဖြေမရှိတာမျိုးကြုံနေတာမျိုးဖြစ်ခုကြနိုင်မယ်မစိုးရိမ်ပါနဲ့လူတိုင်းဒီမှာအဲ့ဒီလိုခံစားချက်မျိုးကိုကြုံမှုကြပါတယ်ဒါဆိုအဖြေရှာကြည့်ရအောင်အချိန်ကိုနှေးသွားအောင်လုပ်လို့ရလားအဖြေကတနည်းနည်းနဲ့ရတယ်အလုပ်ထွက်လိုက်ဘဝကြီးပြောင်းလိုက်အဲ့လိုဆိုလိုတာမဟုတ်ဘူးနော်ကိုမလုပ်ဘူးတဲ့အသစ်တစ်ခုခုကိုစမ်းလုပ်ကြည့်ပါမရောက်ဘူးတဲ့နေရာကိုသွားတာစာအုပ်အသစ်ဖတ်တာလမ်းအသစ်ကနေအိမ်ပြန်လာလို့လူအသစ်နဲ့စကားပြောတာလိုမျိုးတွေပေါ့အဲ့ဒီလိုလုပ်ရင်အုံနောက်ကဟာဒီနေ့တော့ထူးခြားတယ်ကွာလို့ထင်လာပြီးအမှတ်တရတွေပုံများလာတယ်ဘဝလည်းပိုရှိလာသလိုခံစားလာရတယ်ပေါ့ဗျာကျွန်တော်တို့တွေလိုအပ်နေတာကအသက်ရှိနေရဖို့မဟုတ်ပါဘူးမသေးခင်အမှတ်တရပုံများတဲ့ဘဝတစ်ခုကျန်ခဲ့ဖို့ပါအချိန်ကိုဘယ်သူမှရက်လို့မရဘူးဆိုပေမဲ့နေ့ရက်တွေကိုအတိတ်ပဲရှိတဲ့နေ့တွေအဖြစ်ပြောင်းလဲလို့တော့ရတယ်ဒါကြောင့်မနေ့ကကြမှာမဟုတ်ပဲဒီနေ့မှာပဲမနေ့ကလည်းမတူတဲ့နေ့တစ်နေ့ဖြစ်အောင်စမ်းလုပ်ကြည့်စေချင်ပါတယ်ဘာလို့လဲဆိုတော့အားလုံးသိကြတဲ့အတိုင်းဒီနေ့မှလည်းဒီနေ့ဟာပြန်လွှမ်းရုံသာတက်နိုင်မဲ့အမှတ်တရတစ်ခုဖြစ်လာနိုင်လို့ပါပဲလို့ပြောရင်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်